မင်္ဂလာပါ Infonet Channel ကနေကြိုဆိုပါရခင်ဗျာကျွန်တော်တို့လူသားတွေကဘယ်ဟာနေစတင်ဖြစ်ပေါ်လာခဲ့တာလဲဒီကမ္ဘာမြေပေါ်ကိုဘလို့နည်းနဲ့ရောက်ရှိလာခဲ့တာလဲဒီမဲကုန်းတွေကလူသားမျိုးနဲ့စတင်ဖြစ်ပေါ်လာကြတဲ့ကဒီကနေ့အချိန်ထိအပြေရှာမရနိုင်သေးတဲ့အကြီးအမားဆုံးဗဟေလိတစ်ခုပါလူသားတွေဖြစ်တည်လာပုံဟာကျက်ဝတ်စာရှာမရဆိုတယ်လို့ပါပဲသိပ္ပံပညာရှင်တွေကစင်ကဲဖြစ်စဉ်တွေနဲ့ရှင်းပြကြတယ်လို့ဘာသာတရားအသီးသီးမှာလည်းမတူညီတဲ့အံ့ဩဖွယ်အယူဆတွေလည်းရှိနေပါတယ်ဗုဒ္ဓဘာသာရဲ့အယူဆမှာတော့ကဘာဟောင်းပျက်စီးသွားပြီးကဘာအစ်ပြန်လဲဖြစ်ပေါ်လာတဲ့အချိန်မှာဗြဟ္မဘုံကဗြဟ္မတဝူကကံကုံလို့စုတည်တည်ဆုံးသွားတဲ့အခါမှာလူပြေကိုရောက်ရှိလာပါတယ်အဲ့ဒီလူသားကကဘာဟုတ်ကလာရဲ့ပထမဆုံးလူသားလို့ဆိုပါတယ်ဗုဒ္ဓဘာသာမှာတော့လူသားတွေကဘုရားသခင်ရဲ့ဖန်ဆင်းခြင်းမဟုတ်ပဲမိမိတို့ရဲ့ကံနဲ့လောဘတဏှာကြောင့်အစဉ်ဆက်ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်ခရစ်ယာန်နဲ့ဂျူးဘာသာတို့မှာတော့ဘုရားသခင်ကကမ္ဘာလောကနဲ့တရဝါတွေကို9ရက်တိုင်တိုင်ဖန်ဆင်းပြီးရဲ့နောက်စထမမြောက်နေ့မှာလူသားတွေကိုဖန်ဆင်းခဲ့ပါတယ်အဲ့ဒီလူသားကအာဒံနဲ့အင်းဝါဖြစ်ပါတယ်ဒါကြောင့်ခရစ်ယာန်နဲ့ဂျူးဘာသာတို့ရဲ့အခြေခံကျမ်းစာဖြစ်တဲ့ကမ္ဘာဦးကျမ်းအရာလူသားတွေကဘုရားသခင်ရဲ့ဖန်ဆင်းခြင်းဖြစ်တယ်လို့ဆိုပါတယ်ဒီဗီဒီယိုလေးမှာတော့ယနေ့ခေတ်သိပ္ပံပညာအရာကမ္ဘာဦးအစလူသားတွေရဲ့ဖြစ်တည်လာမှုနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အယူဆတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်တန်ပေါင်း3.5 billion နဲ့4 billion ဝန်းကျင်လောက်ကကျွန်တော်နေထိုင်ရာကမ္ဘာကြီးဟာစူပါကွန်တင်းနက်အဖြစ်ကုန်းမြေတွေကတစုတစည်းတည်းရှိနေခဲ့တာပါအဲ့ဒီခေတ်ကာလမှာမီးတောင်ပေါက်ကွဲခြင်းအလွန်ကြုံမိုးကြိုးပစ်ခြင်းတွေနဲ့လေထုထဲမှာလည်းမီသိန်းအမိုနီယာတဘာတငွေ့မြောင်များစွာနဲ့နေအောင်ထိုးမပေါက်နိုင်အောင်ဖြစ်နေခဲ့တာပါအဲ့ဒီခေတ်ကာလမှာဒိုင်နိုဆောတွေတောင်မပေါ်ပေါက်သေးပါဘူးကမ္ဘာဦးစားဖြစ်တဲ့ဒီကာလမှာလေထုထဲမှာပြန့်နှံ့နေတဲ့တန်းငွေတွေဟာမိုးကြိုးပစ်ခြင်းတွေနောက်ခရမ်းလိုရောင်ခြည်တွေရဲ့အကူအညီနဲ့အချင်းချင်းတက်ပြုတ်ပြီးတော့အသက်ရဲ့အခြေခံအုံမြစ်ဖြစ်တဲ့အမိုင်နိုအက်ဆစ်လိုမျိုး organic molecule တွေကိုစတင်ဖြစ်ပေါ်လာစေပါတယ်ဒီ molecule တွေဟာစုစည်းပြီးရှုပ်ထွေးတဲ့ကွန်ဆက်တွေကနေတဆင့် RNA နဲ့ protein molecule တွေဖြစ်ပေါ်လာပါတယ် RNA ဆိုတာမျိုးဗီဇတစ်ခုကိုတိုးလောင်နိုင်ခြင်းနောက်တက်ပြုတ်နိုင်ခြင်းနှမျိုးစလုံးကိုလုံနိုင်ပြီးပုံတူပွားနိုင်တဲ့ molecule မျိုးစားပါအဲ့ဒီနောက် RNA molecule တွေတက်ပြုတ်ခြင်းကနေတဆင့်ဒီ protocell တွေဖြစ်ပေါ်လာစေပါတယ်နောက်ဆုံးမှာတော့ဒီ protocell တွေတဲကအကောင်းဆုံးအသက်ရှင်သန်နိုင်တဲ့သက်ရှိ cell တစ်ခုဟာ evolution စင်ကဲပြောင်းလဲမှုဖြစ်စဉ်ကိုစတင်ခဲ့ပြီးဒီကနေ့ခေတ်ကျွန်တော်သက်ရှိမျိုးစိတ်တွေအမျိုးမျိုးကွဲပြားလာခဲ့တာပါကျွန်တော်သက်ရှိတွေအားလုံးရဲ့ဘိုးဘေး cell တစ်ခုလည်းဖြစ်ပါတယ်ဒီလို molecule လေးကနေတဆင့်သက်ရှိတွေဖြစ်တည်လာဖို့နှစ်တန်းပေါင်း2000ဝန်းကျင်ခန့်ကြာမြင့်ခဲ့တာပါဒီဖြစ်စဉ်ကိုတော့ abiogenetic လို့ခေါ်ပြီးသက်ရှိတွေရဲ့အစာ origin of life ပဲဖြစ်ပါတယ်အစာပိုင်းမှာတော့အယိုးမပါတဲ့ရေနေတတဝါတွေစတင်ဖြစ်ပေါ်လာပါတယ်အဲ့ဒီနောက်ကုန်းနေရင်တွေတရဝါတွေကနေတဆင့်ဒီကုန်းမြေပေါ်မှာနေထိုင်တဲ့သွေးနွေးတရဝါတွေအထိ evolution ဖြစ်စဉ်အရစင်ကဲပြောင်းလဲလာခဲ့ပါတယ် evolution ဆိုတာမျိုးဗီဇပြောင်းလဲခြင်းဖြစ်စဉ်တစ်မျိုးပါဗီဇပြောင်းလဲခြင်းဟာများသောအားဖြင့်ဒီနေထိုင်ရာပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ပြောင်းလဲလာလေးရှိပါတယ်ဥပမာအနေနဲ့လူဝေလာငါလင်းတို့တွေရဲ့လက်နဲ့ခြေထောက်ဖွဲ့စည်းပုံတွေကခန္ဓာဗေဒအရာတူညီနေပါတယ်ဒါဘုံဘိုးဘွားနေ evolution အရာဆင်းသက်လာတယ်ဆိုတာပြသနေတာပါကျွန်တော်လူသားတွေကို homo sapien လူသားမျိုးနွယ်တွေလို့ခေါ်ပါတယ်ကျွန်တော်လူသားတွေအနေနဲ့ chimpanzee လို့ခေါ်တဲ့မျောက်ဝံကြီးအုပ်စုနဲ့ဆက်ဆက်နေတယ်လို့ဆိုကြပါတယ်အဲ့ဒီတော့ပုံမှန်မြင်ရတဲ့အတိုင်းဒီ chimpanzee မျောက်ကနေတဖြည်းဖြည်းနဲ့တစ်ခုပြီးတစ်ခုပြောင်းလဲသွားပြီးနောက်ဆုံးလူသားဖြစ်လာတယ်လို့ထင်မိမှာပါကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲမြင်ခဲ့မိတာပါဒါပေမဲ့အဲ့ဒီအမြင်ဟာမှားယွင်းနေခဲ့ပါတယ်။ Israel နိုင်ငံသားယူဘဲတုန်းကဟာရီရေးတဲ့ဒီ Spian ဆိုတဲ့စာအုပ်မှာလူသားတွေရဲ့ evolution ဖြစ်စဉ်နဲ့ပတ်သက်လို့သုတေသနပြုရေးထားပါတယ်။ဒီစာအုပ်ထဲမှာတော့ chimpanzee အမားကနေ chimpanzee ဖြစ်လာမဲ့ကောင်ရဲ့လူသားအဖြစ်ဗီဇပြောင်းလဲသွားမဲ့အကောင်ရဲ့ဆိုပြီးနှစ်မျိုးကွဲထွက်လာတာပါ။ရှင်းလင်းလင်းပြောရရင်တစ်ပင်တစ်ပင်ကနေကိုင်းနှကိုင်းထွက်လာပြီးတကိုင်းကချမ်ပန်စီဖြစ်လာမဲ့တကိုင်းနောက်တကိုင်းကလူသားမျိုးနဲ့ဖြစ်လာမဲ့အကိုင်းမှာချမ်ပန်စီမြောင်မျိုးကနေလုံးဝပြောင်းလဲလာတာမဟုတ်ပဲမွေးကလေးကလူသားဖြစ်လာမဲ့ဗီဇအနေနဲ့မွေးလာခဲ့တာပါဒီနေရာမှာစဉ်းစားစရာတစ်ခုရှိပါတယ်မြောက်တွေနဲ့အခြားတရဝါအများစုမှာအမီးပါပြီးကျွန်တော်လူသားတွေမှာဘာလို့အမီးမပါတာလဲဆိုတာပါကျွန်တော်လူသားတွေမှာအမီးမရှိပေမဲ့ဒီ causes bone လို့ခေါ်တဲ့မီးညောင်ရိုးကြောင့်အမီးပါခဲ့တယ်လို့ဆိုရမှာပါနှစ်ပေါင်းများစွာ evolution ဖြစ်စဉ်ကြောင့်အမီးမပါတော့တဲ့သဘောပါကျွန်တော်တို့လူသားတွေကလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကဒီကမ္ဘာပေါ်မှာအခြားမျိုးနွယ်နဲ့အတူတကွအသက်ရှင်တန်နေထိုင်ခဲ့ကြပါတယ်အဲဒီအချိန်မှာကျွန်တော်လူသားတွေကကမ္ဘာကြီးကိုအုပ်စိုးနိုင်တဲ့သူတွေမဟုတ်သေးပါဘူးကျွန်တော်လူသားမျိုးနွယ်ဖြစ်တဲ့ Homo sapien မျိုးနွယ်နဲ့အခြားလူသားမျိုးနွယ်တွေပါရှိနေခဲ့တာပါအဲ့ဒီခေတ်ကာလမှာကျွန်တော်တို့လူသားတွေဟာအခြားတိရစ္ဆာန်တွေလိုမျိုးပဲဘာမှထူးခြားမနေတယ်လို့ဘာမှလည်းတိတ်ပြီးတော့ညံကောင်းမနေခဲ့ဘူးလို့ဆိုပါတယ်
ပိုင်းမှာတော့ကျွန်တော်လူသားမျိုးနွယ်တွေကမီးကိုစတင်ပြီးတော့အသုံးပြုလာတက်ခဲ့ကြပါတယ်လူသားတွေမီးကိုအသုံးပြုနိုင်တာကျွန်တော်လူသားတွေအတွက်တိတ်ကိုရေးပါခဲ့တာပါအစောပိုင်းကာလမှာအစားအစာတွေကိုအစိမ့်လိုက်စားကြရပါတယ်အဲ့ဒီလိုစားတဲ့အခါမှာအစာကြေစေဖို့အချိန်လိုတာနောက်အစားအစာရွေးချယ်စားသုံးရတာတွေရှိပါတယ်မီးကိုအသုံးချတတ်ပြီးနောက်ပိုင်းမှာတော့အစားအစာစားတောက်မှုတွေအတွက်ရာအားလုံးပြောင်းလဲလာခဲ့ပါတယ်အစာကြေဖို့ပုံပုံမြန်ဆန်တဲ့အတွက်လည်းအခြားအရာတွေအတွက်လှုပ်ဆောင်ဖို့တွေးခေါ်ဖို့အချိန်တွေပိုရခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း12000ကာလမှာတော့ကျွန်တော်လူသားတွေကစိုက်ပျိုးရေးကိုလုပ်ကိုင်စားတောက်နေတတ်ခဲ့ပါပြီဒီကာလမတိုင်ခင်ကတော့ကျွန်တော်လူသားတွေဟာအသက်ရှင်တန်ရပ်တည်မှုနဲ့အစားအစာပြတ်တောက်မှုနဲ့အခြားလိမ့်ဆန်တွေရဲ့ဘေးရန်တွေကာကွယ်ဖို့အတွက်တနေရာပြီးတနေရာရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်စိုက်ပျိုးရေးကိုလုပ်ကိုင်စားတောက်လာတဲ့အခါမှာစိုက်ပျိုးရေးလုပ်ကိုင်ဖို့အတွက်တင့်တော်တဲ့နေရာတွေကိုအခြေတကျနေထိုင်လာခဲ့ကြပါတယ်ဒါကဒီကနေ့ခေတ်မှာမြင်တွေ့ရတဲ့မြို့ကြီးတွေဖြစ်တည်လာစေမဲ့ခြေလမ်းအစလို့ဆိုရမှာပါစိုက်ပျိုးရေးကိုလုပ်ကိုင်လာခြင်းအစလို့ဒီအစာငတ်တေဆုံးလူကြီးအတွက်လည်းယွန်နေလာတဲ့မြလူကြီးလည်းတိတိတတ်တာတိုးပွားလာခဲ့ပါတယ်လူသားမျိုးနွယ်တွေရဲ့အစအနေဒီကနေ့ခေတ်ကဘာကြီးကိုလွှမ်းမိုးလာနိုင်တဲ့လူသားတွေအထိစင်ကဲပြောင်းလဲလာခြင်းဟာအဓိကအကြောင်းအရာနှစ်ချက်ကြောင့်လို့ဆိုရမှာပါအဲ့ဒီနှစ်ချက်ကတော့ကျွန်တော်တို့လူသားတွေရဲ့စိတ်ကူးရင်နိုင်စွမ်းနဲ့ပူပေါင်းလှုပ်ဆောင်နိုင်စွမ်းကြောင်းလို့ဆိုပါတယ်ကျွန်တော်တို့လူသားတွေဟာစိတ်ကူးရင်နိုင်ကြပါတယ်ဒါပေမဲ့ခြားသောတရားဝါတွေနဲ့ဒီတလိပ်ဆန်တွေမှာတော့စိတ်ကူးမြင်ရင်နိုင်ကြပါဘူးကျွန်တော်တို့တွေဟာအနာဂတ်မှာဘလို့အရာတွေကိုပိုင်ဆိုင်ရမယ်လို့စိတ်ကူးရင်နိုင်တယ်လို့အပြင်လက်တွေမှာမရှိတဲ့အရာတွေကိုလည်းစိတ်ကူးရင်ဆန်ဆန်ပြောတတ်ကြပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်လူသားတွေကပူပေါင်းဆောင်ရွက်နိုင်တဲ့မျိုးစေ့တွေပဲဖြစ်ပါတယ်ချမ်မန်စီ10ကောင်နဲ့လူသားမျိုးနွယ်10ယောက်ကိုအတူတူရှင်ကြည့်ရင်ကျွန်တော်လူသားတွေလှုပ်ဆောင်နိုင်အောင်ချမ်မန်စီတွေလည်းလှုပ်ဆောင်နိုင်မှာပါဘာမှတိတ်ထူးခြားတော့မှာတော့မဟုတ်ပါဘူးဒါပေမဲ့ချမ်မန်စီအကောင့်100နဲ့လူသားအယောက်100ကိုရှင်ကြည့်ရင်တော့ချမ်မန်စီတွေကကစင်ကလေးအားဖြစ်နေပြီးကျွန်တော်လူသားတွေကအတူတကွပူပေါင်းပြီးလှုပ်ဆောင်ကြမှာပါဒါတွေကယနေ့ခေတ်လူသားအဖွဲ့အစည်းကြီးဖြစ်ပေါ်လာစေတဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့လူသားတွေကဘာသာရေးကိုကိုးကွယ်လာခဲ့ကြပါတယ်ဒါကကျွန်တော်တို့လူသားတွေရဲ့စိတ်ကူးယဉ်မှုကနေယုံကြည်မှုတစ်ခုဖြစ်လာခဲ့တာပါအခက်အခဲတွေအန္တရာယ်တွေနဲ့တွေ့တဲ့အခါမှာအားကိုးစရာတစ်ခုအနေနဲ့စိတ်ကူးယဉ်ဖန်တီးထားတဲ့အရာတစ်ခုလို့ဆိုရမှာပါ။ဒါတဲ့နှစ်ပေါင်း900ဝန်းကျင်လောက်ရောက်တဲ့အခါမှာလူသားတွေရဲ့စူးစမ်းလိုတဲ့စိတ်ကြောင့်သိပ္ပံပညာကလည်းပေါ်ပေါက်လာခဲ့ပါတယ်။သိပ္ပံပညာမပေါ်ပေါက်ခင်ကာလကဘာသာရေးစာအုပ်တွေနဲ့ကျမ်းစာတွေတဲကအရာတွေကိုပဲအမှန်တရားအဖြစ်လက်ခံထားကြတာပါ။ဒါဟာအဲ့ဒီခေတ်ကာလမှာနတ်ဖျားတွေကိုယုံကြည်မှုပြင်းထန်နေခဲ့ကြတယ်လို့ဆိုရမှာပါ။အဲ့ဒီနောက်လူတွေရဲ့စူးစမ်းလိုစိတ်ဆက်စုလိုတဲ့မိကုန်းတွေကြောင့်ဘာသာရေးထဲမှာမပါတဲ့အကြောင်းအရာတွေကိုဒီသိပ္ပံပညာကနေပြီးတော့အဖြေဖော်ထုတ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့သိပ္ပံပညာရဲ့ရေးပါမှုနဲ့သင်္ချာယူပဓာတုပညာစတဲ့သဘောတရားတွေကနေတဆင့်ကျွန်တော်တို့ဒီကနေ့ခေတ်မှာမြင်တွေ့ရတဲ့အရာအလုံးပေါ်ပေါက်လာခဲ့တာပါ။ခြုံငုံကြည့်လိုက်ရင်ဒီနေ့ခေတ်ကာလမှာကျွန်တော်လူသားတွေကဘာကြီးကိုလွှမ်းမိုးနိုင်ခြင်းဟာစိတ်ကူးယဉ်အားကောင်းမှုနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကြောင့်ပဲဖြစ်ပါတယ်။ဒီကနေ့ခေတ်မှာမြင်တွေ့ရတဲ့ကားတွေ၊လေယာဉ်တွေ၊မုံမြုပ်တိုက်ကြီးတွေ၊နောက်ခေတ်မီနည်းပညာတွေအားအစကျွန်တော်လူသားတွေစိတ်ကူးယဉ်ပြီးဖန်တီးထားတဲ့အရာတွေပါ။အဲဒီစိတ်ကူးယဉ်မှုတွေကိုလက်တွေ့မှာအမှန်တကယ်ဖြစ်လာစေတာကကျွန်တော်လူသားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့အကျိုးကျေးဇူးတွေပါ။အဲဒီတော့ဒီကနေ့ခေတ်ကျွန်တော်တို့လူသားတွေလည်းအနာဂတ်မှာပုံမဖွံ့ဖြိုးတိုးတက်တဲ့လူသားမျိုးနွယ်စုတစ်ခုဖြစ်တည်လာစေဖို့စိတ်ကူးယဉ်နိုင်စွမ်းမြင့်မားပြီးပုံမပူးပေါင်းဆောင်ရွက်တတ်ဖို့လိုအပ်ပါလိမ့်မယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို like and subscribe နှိပ်ထားသွားနိုင်ပါတယ်ခင်ဗျာ